ရေတန့်ဘူးကြီးတဘူးရှိုံနဲ့အခုလိုမျိုးကျွန်တော်တို့ဒီရေလောင်ကြောက်ခွက်ပေါ့နော်ဒီအိမ်သာဘိုးတိုင်းအိမ်သာမှာအခုလိုမျိုးရေလောင်ကြောက်ခွက်ကွဲသွားတဲ့ခါမှာရေတန့်ဘူးကြီးတဘူးရှိုံနဲ့ကျွန်တော်ပြန်ပြီးတော့အစားထိုးအသုံးပြုလို့ရတဲ့ idea လေးပေါ့နော်ဒီဟာလေးကိုကျွန်တော်တေချာလေးကြည့်ကြည့်ပါနော်အဲ့တော့ခွဲတဲ့နေရာမှာလည်းအစတွေဘေးကိုမလွင့်ထွက်သွားအောင်မထိအောင်ပေါ့နော်ဒီလိုမျိုးတိတ်ပတ်ပြီးတော့ခွဲလိုက်တယ်ခွဲပြီးတော့ဒီကထွက်လာတဲ့ပစ္စည်းလေးတွေကိုပြန်ပြီးတော့တန့်စင်လိုက်တယ်ပေါ့နော်တန့်စင်ပြီးဒါပြန်သုံးဖို့အတွက်နော်ပြန်သုံးဖို့အတွက်ကိုပြန်ပြီးတော့တန့်စင်လိုက်တယ်တန့်စင်ပြီးတဲ့အခါမှာကျွန်တော်အညစ်အကြေးတွေအားလုံးပြောင်းစင်သွားပြီဆိုလို့ချင်းဘာနဲ့အစားထိုးလဲဆိုလို့ချင်းအခုလိုမျိုးရေတန့်ဘူးကြီးဒီရေတန့်ဘူးကြီးတစ်လုံးရှိုံနဲ့ကျွန်တော်ပြန်ပြီးတော့အစားထိုးသုံးလို့ရတယ်ပေါ့နော်အစားထိုးသုံးလို့ရတယ်အဲ့တော့သူလောက်ရတဲ့ idea လေးတွေကိုလည်းကျွန်တော်တို့တွေတေချာကြည့်ပြီးတော့ကိုတကယ်လိုအပ်လာတယ်ဆိုလို့ချင်းပြန်သုံးလို့ရအောင်ပေါ့နော်ဒါကြောင့်မလို့အကျိုးရှိတဲ့ဗီဒီယိုလေးမို့လို့ကျွန်တော်ပြန်ပြီးတော့လုပ်ပေးတာဖြစ်ပါတယ်နော်အဲ့တော့အထဲမှာအလှလေးတွေဆင်ထားတာလေးတွေလည်းရှိတယ်မီးလေးတွေကိုနောက်တစ်ခုကအထဲမှာငါးရုပ်လေးတွေကိုတိရွက်တိခတ်လေးတွေကိုတကယ်ကိုမှလှတယ်ပေါ့နော်တကယ်ကိုမှလှတယ်ကြည့်ကြည့်လိုက်နော်ခလုတ်လေးကိုလည်းခလုတ်နေရာပြန်ပြီးတော့ထည့်တယ်ပြီးလို့ရှိရင်ကျတို့ဒီအပေါ်ဘက်ကဟလာရေဘားပေါ့နော်ဒီကောင်ဆိုလို့ချင်းဘားအဲ့တော့အဲ့ဒါအတွက်ကိုတခြားပစ္စည်းကိုအစားထိုးထားတယ်ဒါလေးကလည်းဟိုလွယ်တယ်ပေါ့နော်ဝယ်ယူရတာလွယ်ကူတယ်လှတယ်ဗျာနော်အရန်လည်းလှတယ်တကယ်ကိုလည်းအသုံးဝင်ပါတယ်နော်ကြည့်ကြည့်ပါအဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျတို့ကိုယ်တိုင်ပြန်ပြီးတော့လောက်တက်ကြမလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်